ဇာပလင်းနဲ့မောင်နဲ့မိုးမခမမိမချောတန်းနေ့တနိုင်ကျွန်ုပ်မိတ်ဆွေကြီးဇာပလင်းနဲ့မောင်နေထိုင်ရာ295ဘိုးလင်းလန်းနေအိမ်တို့တွားရောက်ခဲ့သည်ကျွန်တော်ရောက်ရှိချိန်၌ဇာပလင်းနဲ့မောင်သည်စောက်တို့ကိုဖက်ရှုနေသည်ကိုတွေ့ရှိရလေသည်ကျွန်တော်ရောက်ရှိလာသည်ကိုတွေ့လျင်၎င်းသည်စောက်ကိုပိတ်၍စပွဲပေါ်သို့ပြစ်တင်လိုက်ရင်အတော်ပဲအိမ်ပြီအခောက်ကင်ကျွတ်ကလေးနဲ့ထမင်းမစားရတာကြောက်ယူဒီမနက်စာတော့ခွင်းနီဆိုင်ဘက်ကိုခြေဦးလိုက်ကြအောင်စို့ထို့သို့ပြောလိုက်ချင်လိုက်ပင်ယထာလုံးလေးတစ်စီးအိမ်ရှိသို့လာ၍စိုက်လေသည်ထို့နောက်ယထာလုံးတကားပွင့်လာပြီးလင်မိန်းကလေးတူဆင်းလာလေသည်မိန်းကလေးသည်ကိုလုံးကိုထဲကြော့ရှင်းသည်အသားအတန်ညိုတော်လဲမျက်လုံးမျက်ခုံးကောင်းခြင်းနှာရံပေါ်ခြင်းစသောအရေးချင်းတို့ကြောင့်မိမချောတူ၏စင်း၌ဝင်လေတော့သည်ထိုမိန်းကလေးသည်မဲညိုတစိမ့်ဗရုံမာအင်ကြီးနှင့်အပြာရင့်ရောင်ဘရိုကိတ်လုံးကြီးကိုဆင်မြန်းထားသည်ဖဏမှာမျက်နှာဖြူမာများစီးသောတဲကျိုးသေး၍ခဏောင်စည်းပါသောကြိုးတိုင်းဖဏဖြစ်သည်ဝင်ခွင့်ပြုပါရှင်ထို့သောခွင်တောင်းပြီးလင်ကျွန်ုပ်တို့ရှိရာသို့ရောက်ရှိလာလေသည်အနီးသို့ရောက်လင်၎င်းထံမှအကောင်းစားရေမွေးနှံကိုရရှိလေတော့သည်ထို့နောက်မိန်းကလေးသည်ရဲတင်စွာပင်ကလထိုင်လိုတစ်လုံးပေါ်တွင်ဝင်၍ထိုင်လေသည်ထို့နောက်ဇာပလင်းနှင့်မောင်နှင့်တွေ့ချင်လိုပါထို့သို့ပြောလိုက်လေသည်ထိုအခါဇာပလင်းနှင့်မောင်ကမျက်လုံးကိုလှန်၍ကြည့်လိုက်ရာမိန်းမချောကလေးကကျွန်ုပ်အားမတိမတာအကဲခတ်ပြီးနောက်ကျမတို့အင်မတန်ရေးကြီးတဲ့ကိစ္စတစ်ခုအတွက်အကူအညီတောင်းဖို့လာခဲ့တာပါပဲရှင်ကိုနှင်းမောင်ရဲ့နှစ်ယောက်ချင်းစကားပြောခွင့်ရကြပါတယ်ထို့သို့ပြောလိုက်ရာဇာပလင်းနှင့်မောင်ကဒီမဲ့မဟုတ်တဲ့ထို့သောစကားဆလိုက်ရင်မင်းမချောလေးကကျမနာမည်မခင်ညိုပါအများကတော့အညိုလိုပဲခေါ်ကြပါတယ်အသားကလည်းညိုတာကိုရှင်ထို့သောပြောကသူ၏လိမ်ညီမလှပသောသွားကလေးများကိုပေါ်အောင်ဖြတ်ခနဲပြုံးလိုက်ရာကျွန်ုပ်၏မျက်စိထဲ၌ဝင်းကနေဖြစ်သွားသည်ဟုထင်လိုက်မိလေသည်ကောင်းပါပြီမခင်ညိုထို့သောပြောရင်ကျွန်ုပ်ဘက်ကိုမင်းငေါပြကဟောဒီဆရာကြီးကကျုံနဲ့အင်မတန်ရင်းနှီးတဲ့မိတ်ဆွေကြီးဆိုရင်လည်းဟုတ်ရဲ့ဗျအကူကြီးဆိုလည်းဟုတ်ရဲ့ဗျကျုပ်ရဲ့အထက်ရာကြီးဆိုရင်လည်းဟုတ်တာပဲကျုပ်လုပ်တဲ့အလုပ်ဆိုရင်သူ့ကိုအတိပေးပြီးမှလုပ်လို့ရှိတယ်နှုတ်လုံးတဲ့နေရာမှာလည်းနှစ်ယောက်မရှိဘူးဗျသူ့ရဲ့ပါဇက်ကအာမခံတော့ကြီးလိုပဲလုံးကျုံပါတယ်ဒါကြောင့်မခင်ညိုပြောချင်တဲ့စကားကိုပွန့်ပွန့်လင်းလင်းသာပြောပါ၃ယောက်ပြောနေပေမဲ့ခမည်းနဲ့ကျွန်တော်နှစ်ယောက်တည်းပြောနေတယ်လို့ယူဆပါထို့သို့စားပလင်းနှံမောင်ကပြောလိုက်ရာမခင်ညိုကကိုနှင်းမောင်ကဒီလောက်တောင်ထောက်ခံနေတော့လဲယုံပါပြီရှင်ထို့သို့ပြော၍ကျွန်ုပ်ဘက်သို့တောင်းပန်သောအကြည့်ဖြင့်ကြည့်လိုက်လေသည်ထိုအခါစားပလင်းနှင်းမောင်သည်၎င်း၏ကိုအင်းကြီးအတွင်းမှရေခဲတောင်စီဂရက်ကိုထုတ်ယူကာဂူးပေါ်တွင်တစ်ချက်နှစ်ချက်စောင့်လိုက်ပြီးနောက်နှကမ်းပြားတွင်တေကာမီးကိုထောက်ခနဲချစ်၍ညှိ၍မခင်ညို၏မျက်နှာကိုလှမ်း၍ကြည့်လိုက်လေသည်၎င်း၏အကြည့်မှာကဲမချောဘာယာနတိချဲ့မနေနဲ့ထို့သောအဓိပ္ပာယ်မျိုးပါရှိသောအကြည့်မျိုးဖြစ်လေသည်ဒီလိုပါရှင်ကျမကမိုးမခကတောသူစစ်ပါပဲကျမရဲ့မိဘများဆိုရင်တန်ဃာလုပ်ငန်းကိုလုပ်ကြပါတယ်ဆင်းရဲသူဆင်းရဲသားတွေပါကျမရှင်းတဲ့သမီးအရွယ်မှာကျမတို့ရွာကကင်မာကြီးတယောက်ကိုအကြောင်းပြုပြီးခရီးယန်ဘာသာပြုဆရာမတယောက်ရဲ့မွေးစားခြင်းကိုခံရပါတယ်အဲဒါကြောင့်ခေတ်ပညာလည်းအိုင်ရန်အထိသင်ခဲ့မှုပါတယ်အချက်ပြုတ်အချုပ်လုတ်ဇာတိုးပန်းတို့စတဲ့မိမတို့တက်အပ်တဲ့အထာရသတွေကိုလည်းကျမရဲ့မွေးစားမိခင်ကြီးဆရာမကြီးကြောင့်တက်ခဲ့ရတယ်ပေါ့ရှင်အဲ့ဒီထဲမှာအင်္ဂလိပ်သချင်းမြန်မာသချင်းတွေကိုစန္ဒယာနဲ့ကြကြနနတီးတက်ဆိုတက်တဲ့အတက်လဲပါပါတယ်ရှင်အဲ့ဒီအရေးချင်းတွေကြောင့်မိုးမခကတာမန်တော်သူလေးဘွားနေပြီးခဲ့တဲ့2နှစ်လောက်ကပဲမိုးကုတ်ကကြောက်တထေးကြော်ကြီးဘွားကိုရောက်ရှိခဲ့ရပါတယ်ကျမမိဘတွေကိုလည်းကောင်းကောင်းမွန်မွန်ထားနိုင်ခဲ့ပါတယ်သူတို့ကိုမိုးကုတ်မှာခေါ်ထားပေမဲ့သူတို့ခမဇာတိကိုခုံမင်လွန်းလို့မိုးကုတ်မှာလိုက်ပြီးမနေနိုင်ရှာကြဘူးဒါကြောင့်ပဲမိုးမခမှာပဲအိမ်တလုံးဆောက်ပေးလိုက်တယ်အိမ်တလုံးဆိုပေမဲ့တော်ရင်တန်ရုံအိမ်မျိုးမဟုတ်ပါဘူးအိမ်ကြီးရခိုင်ပါရှင်ပြီးတော့လာစဉ်လေကြကြနနထောက်ပံ့နိုင်ပါတယ်အခုခါမှဆိုရင်ကျမရဲ့ဖခင်ကြီးဟာတန်ဃာလုပ်ငန်းလည်းမလုပ်ရတော့ပါဘူးဘုန်းကြီးကျောင်းနဲ့ဥပုသ်ဇရက်မှာငင်းငင်းချမ်းချမ်းဥပုသ်သီလသတင်းဆောက်တည်နေနိုင်ပါပြီတခုတော့ရှိပါတယ်ကျမရဲ့ကျေးဇူးရှင်သာသနာပြုမိခင်ကြီးကတော့ကွယ်လွန်သွားပြီမလို့ကျမအနေနဲ့ကျေးဇူးဆက်ခွင့်မရခဲ့ပါဘူးကျမအဖို့တော့တာမန်တန်ဃာတဲ့တူရဲ့သမီးမိုးမခသူလေးအဖြစ်မိုးကုတ်မြို့ကလူသိများတဲ့ကြောက်တထေးကြီးရဲ့ဇနီးဖြစ်ကိုရရှိသွားပြီမလို့စိန်ရွှေငွေကြောက်တံပရာများနဲ့စီးစိမ်ဥစ္စာဆိုတာပြောစရာမရှိတော့ပါဘူးမိန်းကလေးတွေရဲ့သဘာဝခက်ကြွားကြွားပြောရမယ်ဆိုရင်ဖြင့်ပြီးခဲ့တဲ့နှစ်ပျော်ရွှင်ပွဲမှာကျမဝတ်ထားတဲ့ဗရမများတွေကိုဘင်းကန်ကတော့ Lady Cochrane ကိုယ်တိုင်တေးကြပြီးငေးကြည့်ခဲ့ရပါတယ်ဒါပေမဲ့အဲ့လိုအကောင်းတွေထဲမှာမှအဟောင်းပုံတွေကအမိုက်စာလေးအဖြစ်နဲ့ပြီးခဲ့တဲ့လကဝင်ရောက်ခဲ့တာမို့ကျမမှာကုလုဖြစ်နေပါတယ်မခင်ညိုကထို့သို့ရှေ့လျားစွာပြောလိုက်လေသည်
မိုးမခသူမိမချောလေးမခင်ညို၏ဇလန်းမှာစိတ်ဝင်စားစရာကောင်းသောနေရာသို့ရောက်ရှိလာပြီဖြစ်သည်ထို့ကြောင့်ကျွန်ုပ်သည်ဆာဘလင်းနှင်းမောင်ကိုလှည့်၍ကြည့်လိုက်ရာဆာဘလင်းနှင်းမောင်သည်စီကရက်တောက်လျက်ကလထိုင်နောက်ကိုမိကာအိပ်ပျော်နေပြီဖြစ်သည်ဆက်ပြီးပြောပါအောင်မခင်ညိုကျွန်ုပ်ကဝင်၍ထောက်လိုက်လေသည်အဲ့ဒါကဘာလဲဆိုတော့ကောလိပ်တုံးကကျမရဲ့လူငယ်တဘာဝချစ်ကျိုးတွေ့ခဲ့ဘူးတဲ့မောင်လူကလေးဆိုတဲ့လူကကျမနဲ့သူရေစက်တစ်ခုမှတွဲပြီးရိုက်ထားတဲ့ဓာတ်ပုံကိုစာတိုက်ကနေမှတ်ပုံတင်လုပ်ပြီးကျမစီကိုပို့လိုက်တယ်ရှင်အဲ့ဒီတော့ကသူနဲ့ကျမတွဲပြီးရိုက်ထားတဲ့ဓာတ်ပုံတွေအပြင်ရေစက်မှာကျမတယောက်တည်းရိုက်ထားတဲ့ပုံတွေလည်းရှိသေးတယ်ရှင်ချစ်သူနဲ့တွေ့ရတော့ပျော်မြူးရှင်ပြနေတော့ရိုက်ထားတဲ့ပုံတွေဆိုတော့ပုံတွေကအသက်ဝင်ပြီးကောင်းလိုက်တာရှင်အဲ့ဒါနဲ့ကျမကအဲ့ဒီပုံတွေကိုပုံကြီးချက်ဆေးအောင်ချဲပြီးတင်ထားခဲ့ပါတယ်မိုးကုတ်တတိနဲ့အိမ်အောင်ကြတဲ့အခါမှာအဲ့ဒီပုံတွေကိုမှန်ပေါင်ကောင်းကောင်းတက်ပြီးအဲကန်းမှာချိတ်တော့တာပါပဲရှင်ကျမယောက်ျားကအဲ့ဒီပုံတွေကိုကြည့်ပြီးသူ့နှာခမ်းကိုတွန့်ပြီးမတိမတာပြုံးလိုက်တာကိုကျမရုပ်ခနဲ့မြင်လိုက်ဖူးတယ်အဲ့တော့ကျမကလည်းဘာပြုံးတာလဲကိုလို့မေးတော့သူကဒီပုံတွေကိုရုပ်တရက်ကြည့်မယ်ဆိုရင်လူတယောက်တည်းမတ်တက်ရက်နေတာပဲတွေ့ရမှာပဲအညိုဒါပေမဲ့တကယ်တော့အဲ့ဒီနားမှာအညိုအပြင်တခြားတယောက်ရှိနေတယ်အဲ့ဒါဘာလို့လဲဆိုတော့ဓာတ်ပုံရိုက်ပေးတဲ့သူပဲဘာပဲပြောမင်းရဲ့အဲ့ဒီဓာတ်ပုံရိုက်ပေးတဲ့သူရဲ့အဲ့ဒီရေစက်ကိုနှစ်ယောက်အတူရောက်ခဲ့တယ်ဆိုတာတော့ညင်းလို့မရဘူးအဲ့တော့အဲ့ဒီဓာတ်ပုံရိုက်ပေးတဲ့သူကဓာတ်ပုံဆရာတယောက်ဖြစ်နိုင်တယ်လို့မင်းရဲ့ချစ်သူလည်းဖြစ်နိုင်တယ်ဒီပုံတွေကိုမင်းမျက်မျက်နှုံနှုံချိတ်တာကကိုကအဲ့ဒီလူကိုမင်းအနေနဲ့မင်းမပြစ်နိုင်သေးဘူးလို့အတိတ်ပဲရနေတယ်အဲ့လိုပြောတော့တာပဲရှင်အဲ့တော့ကျမကကိုကလည်းအတော့ကိုအတွေးခေါင်တာပဲကျောင်းသူကျောင်းသားတွေပျော်ပွဲစားထွက်ရင်ပါလာတဲ့ဓာတ်ပုံဆရာကရိုက်ပေးတာပါကျမမှရေးသားဆိုလို့မူးရင်အောင်ရှူစရာမရှိပါဘူးလို့ပြောလိုက်တယ်အဲ့ဒီခါမှာကျမယောက်ျားကောင်းပြီလေအဲ့ဒီရှူစရာမရှိတဲ့တရားမျိုးနဲ့ပတ်သက်ပြီးဇလန်တစ်ခုခုပေါ်ပေါက်လာရင်တော့မင်းကိုအကျင့်စာရိတ္တမကောင်းတဲ့မိန်းမတစ်ယောက်ဖြစ်နေကွာပြစ်ရလိမ့်မယ်အဲ့ဒါကိုကြက်ကြက်မှတ်ထားပါဒါပဲညို့လို့ပြောတော့တာပဲအဲ့လိုပြောပြီးဘာမှမကြောက်ဘူးရှင်မောင်လူကလေးစီကနေစာတစ်စောင်ရောက်လာတယ်အဲ့ဒီစာကိုဖောက်ပြီးကြည့်လိုက်တော့မောင်လူကလေးနဲ့ကျမရေစက်မှာဖက်ပြီးရိုက်ထားတဲ့ပုံတစ်ပုံထွက်လာတယ်ဓာတ်ပုံရဲ့နောက်မှာစိန်ကားသူကြီးမခင်ညိုချစ်ပါတယ်လို့သစ္စာတွေထားခဲ့တာတွေတထေးကတော်ကြီးဖြစ်လို့မေ့သွားပြီလားဆိုပြီးရေးထားတဲ့မောင်လူလေးရဲ့လက်ရည်နဲ့ရေးထားတဲ့စာကိုတွေ့ရတယ်အဲ့ဒီဓာတ်ပုံကိုကြည့်နေတော့ကျမယောက်ျားရောက်လာတာနဲ့ကျမလည်းဓာတ်ပုံကိုစာရီထဲကြပြားပြန်ထည့်လိုက်တယ်ပြီးတော့စာရီကိုအမှုမဲ့အမတ်မဲ့သဘောနဲ့စပွဲပေါ်မှာပဲအသာတင်ထားလိုက်တယ်ကျမယောက်ျားကကျမကိုဘယ်ကစာလဲလို့လှမ်းပြီးမေးတယ်ကျမကမိုးမခကအမေတို့ရေးလိုက်တဲ့စာပါလို့ခက်လွယ်လွယ်ပဲပြန်ဖြေလိုက်တယ်ကျမယောက်ျားလည်းကျမပြောတဲ့စကားကိုယုံသွားပုံရတယ်ဘာမှထပ်ပြီးမပြောတော့ဘူးဒါပေမဲ့ကျမယောက်ျားနောက်မှာသူ့တပည့်ယာကွတ်ဆိုတဲ့ကလားတယောက်ကပ်ပြီးပါလာတယ်အဲ့ဒီယာကွတ်ကတော့ကျမတို့လင်မယားစကားပြောနေတော့မယောင်မလင်နဲ့စပွဲနာကတ်သွားပြီးစာရီထဲကဓာတ်ပုံကိုဆွဲထုတ်ကြည့်လိုက်တယ်ဒီလိုလဲကြည့်ပြီးရောဓာတ်ပုံကိုသူ့အိတ်ထဲဆွဲထည့်လိုက်တော့တာပါပဲစာရီကိုတော့စပွဲပေါ်ပြန်ချထားခဲ့တယ်သူကတော့ကျမမမြင်ဘူးဆိုပြီးလုံနေတာကျမကမြင်နေတယ်ကျမယောက်ျားကတော့သူ့ကိုကြောပေးထားမှုလုံးဝမမြင်ဘူးပြီးတော့ကျမယောက်ျားကစကားပြောပြီးလို့အခန်းထဲကလည်းထွက်သွားရောသူလည်းလိုက်ပြီးထွက်သွားတယ်ကျမယောက်ျားရှိမှအဲ့ဒီဓာတ်ပုံကိုသူ့စီကကျမဘယ်လိုလုပ်ပြီးပြန်တောင်းမှလဲရှင်ကျမဇလန်ကတော့ဒါပါပဲထို့သောစကားရလိုက်သည့်အခါကျွန်ုပ်ကဆာဘလင်းနှင်းမောင်ကိုနှိုးမြည်ဟုကြည့်လိုက်ရာဆာဘလင်းနှင်းမောင်ကမျက်စိမှိတ်လျက်နဲ့ဒီမှာမခင်ညိုဒီကိစ္စမှာဖောက်ထင်းဝိဇ္ဇာစိတ်မြတ်ခုံးနဲ့တိုင်ပင်ပြီးအလုပ်လုပ်ကြည့်ပြီးပြီမလားစိတ်မြတ်ခုံးတို့လက်မြောက်မှကျုပ်စီရောက်လာတာထင်တယ်ထို့သူပြောလိုက်လေဒီမှန်တာပေါ့ရှင်ဒါကြောင့်လဲဆာဘလင်းနှင်းမောင်လို့နာမည်ကြီးတာပဲကိုစိတ်မြတ်ခုံးတို့ကိုကျမငွေ3000ပေးပြီးအဲ့ဒီကိစ္စကိုကြိုးပမ်းခိုင်းတယ်သူတို့လည်းအတက်နိုင်ဆုံးကြိုးပမ်းကြတာပါပဲဒါပေမဲ့မအောင်မြင်ဘူးရှင်သူတို့ကပဲရှင်းစီကိုသွားဖို့ညွှန်လိုက်တာပါသူတို့ပြောတဲ့စကားအတိုင်းပြောမယ်နော်ရှင်းစိတ်မဆိုးရဘူးမခင်ညိုကပြောလေသည်ထိုအခါဆာဘလင်းနှင်းမောင်ကစိုးသမောင်စိတ်မြတ်ခုံးကကျုပ်ကိုဘယ်လိုရှင်းမလိုက်တယ်လဲဒီကောင်ကကျုပ်အကြောင်းအကောင့်တစ်ခုမှပြောမှာမဟုတ်ဘူးထို့သူပြောလိုက်ရာမခင်ညိုကစိတ်မျက်လုံးပြောတာဒီလိုရှင်းကျုပ်တို့ကတော့ဒီကိစ္စကိုလက်မြောက်ပြီးကျုပ်တို့ထက်သခိုးညံပူရှိတဲ့ဆာဘလင်းနှင်းမောင်စီကိုသွားပြတယ်ထို့သူပြောလိုက်လေဒီစိတ်မျက်ခုံးပြောတာမှန်ပါတယ်မခင်ညိုသခိုးကိုဖမ်းတဲ့အခါမှာငါသာသခိုးဖြစ်ရင်ဘယ်လိုလုပ်မလဲလို့သခိုးလို့စဉ်းစားရပါတယ်သခိုးညံကိုအသုံးပြုရတယ်လူသက်သမားကိုဖမ်းဖို့စဉ်းစားတဲ့အခါလည်းဒီလိုပဲငါသာလူသက်သမားဖြစ်ရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့လူသက်သမားနေရာကနေစဉ်းစားရပါတယ်ဆာဘလင်းနှင်းမောင်ကထို့သူပြန်ပြီးပြောလိုက်လေဒီဘယ်လိုပဲလုပ်လို့ပါရှင်ကျမကတော့အဲ့ဒီပစ္စည်းကိုပြန်လိုချင်တာပါပဲ
ပြီးတော့ကျမကကျေးဇူးတည်တတ်ပါတယ်ရှင်မခင်ညိုကထိုးထိုးပြောလိုက်လေသည်ထိုအခါဆာပလင်းနှင်းမောင်ကရက်ကုတ်ကရန်ကုန်မှာနေတယ်မဟုတ်လားဒီတော့ရက်ကုတ်ကိုမိုးကုတ်လာအောင်ခမရယောက်ျားကိုပရိရဲ့အစင်ပြီးခေါ်ခိုင်းလိုက်မယ်ရက်ကုတ်ကမိုးကုတ်ကိုလာနေတော့မှသူ့အိမ်ကိုစိတ်မြတ်ခုံးတို့ကိုဝင်ပြီးရှာခိုင်းမယ်ပြီးတော့ရက်ကုတ်မိုးကုတ်မှာနေတော့မှရက်ကုတ်စီမှာခမရလိုချင်တဲ့ဓာတ်ပုံရှိမရှိဆိုတာကိုခမရကိုယ်တိုင်ရှာကြည့်ရလိမ့်မယ်ထို့သူပြောလိုက်လေမခင်ညိုကဟုတ်ပါတယ်ရှင်ရက်ကုတ်မိုးကုတ်ကိုလာတော့စိတ်မြတ်ခုံးတို့လူစုကရက်ကုတ်အိမ်ကိုဖောက်ထွင်းပြီးစိတ်တိုက်ရှာကြတယ်ကျမကလည်းမိုးကုတ်ကျမတို့အိမ်ကိုရက်ကုတ်ရောက်နေတော့ကစိတ်ကြိုက်ရှာတော့တာပဲရက်ကုတ်ရေချိုးကန်းဝင်တော့အပြင်ကနေရေချိုးကန်းတကားကိုဂလန်ထိုးပိတ်လိုက်ပြီးသူ့တစ်သားတွေသူ့ဝေစားတွေအလုံးမွေနောက်ပြီးစိတ်ကြိုက်ရှာလိုက်တာပဲရှာလို့ကျင်းနှမ်းမှသူ့ကိုရေချိုးကန်းတကားဖွင့်ပေးလိုက်တာပဲဒါမဲ့ရက်ကုတ်ကဘာမှမပြောဘူးမခင်ညိုကတဲပြီးအကြည်စားတနာကိုလို့မခိုးမခန့်တော့ပြောတာပေါ့ရှင်ကျမကရက်ကုတ်စီရောက်နေတဲ့ဓာတ်ပုံကိုမရလို့မဖြစ်ဘူးရှင်ဒီဓာတ်ပုံနဲ့ကျမကိုငွေညှစ်နိုင်နေပြီးတော့ကျမယောက်ျားကိုပေးလိုက်တာနဲ့ကျမဟာတတိကတော်ဘွားကနေချက်ချင်းစုတေစိတ်ကျသွားနိုင်တယ်ကျမမိဘတွေလည်းကောင်းကောင်းမွန်မွန်နေရာကနေဒုက္ခရောက်သွားနိုင်တယ်အဲအကြောင်းရက်ကုတ်စီရောက်နေတဲ့ကျမနဲ့မောင်လူကလေးတို့တွဲပြီးရိုက်ထားတဲ့ဓာတ်ပုံဟာကျမရဲ့အသက်ဆိုရင်လည်းမမှားပါဘူးဒါကြောင့်တစိတ်ကလေးစူးစမ်းပေးပါရှင်ထို့သူပြောလိုက်ဆာပလင်းနဲ့မောင်ကကျုပ်ကိုတပတ်လောက်စဉ်းစားခွင့်ပေးပါအောင်ထို့သူပြောလိုက်လေသည်ထိုအခါမခင်ညိုကကျေးဇူးတင်ပါတယ်ရှင်ဟုပြောဆိုကာဆာပလင်းနဲ့မောင်ရောကျွန်ုပ်ကိုပါနှုတ်ဆက်ပြီးပြန်သွားလေတော့သည်မခင်ညိုပြန်သွားသောအခါကျွန်ုပ်ကဘလို့လဲအိုင်စေထို့သူမေးလိုက်စူးစမ်းပေးရမှာပေါ့ဗျာအကျင့်စာရိတ္တပျက်စီးခြင်းမရှိတဲ့ကျွတ်တို့မြမအမျိုးသမီးလေးတူငယ်စဉ်ကရည်စားထားဘူးတာနဲ့ပဲဒုက္ခရောက်ရတော့မှာလားဒါတော့ကျွတ်တို့ကယ်လို့ရမှာပေါ့ထို့သူပြောလိုက်လေသည်ကဲတင်တာဟုတ်ပါရဲ့တပတ်တွင်းယာကုစီယာဓာတ်ပုံကျွတ်တို့လက်ထဲရောက်ဖို့လွယ်ပါမလားကျွန်ုပ်ကထိုးသူမေးလိုက်မခင်ညိုကတပတ်ထိစောင့်မှာမဟုတ်ဘူးမတတ်တဲ့လောက်ပဲကျွတ်တို့စီကိုတစ်ခေါက်လာလဲဦးမယ်ထင်တယ်ဒီကိစ္စအတွက်သူခမရစားမွေအိမ်မပြောဖြစ်နေရှာတယ်မဟုတ်လားဆာပလင်းနဲ့မောင်ကထိုးသူပြန်ပြီးပြောလိုက်လေသည်ထို့နောက်တွင်ကဆာပလင်းနဲ့မောင်နဲ့ကျွန်ုပ်တို့သည်အခောက်ကင်အလွန်နာမည်ကြီးသောခွေးနီဆိုင်သို့သွားကထမင်းစားတော့ပြီးနောက်လူချင်းခွဲလိုက်ကြလေသည်တနေ့တွင်ယမန်နေ့အချိန်၌ကျွန်ုပ်သည်ဆာပလင်းနှင်းမောင်နေထိုင်ရာ295ဘိုးလိန်လန်းစီသို့ရောက်ရှိခဲ့ပြန်လေသည်ကျွန်ုပ်ရောက်ရှိပြီးများမကြာမီ၌ပင်မခင်ညိုလည်းရထလုံးနှင့်ရောက်လာလေတော့သည်ရောက်လင်ရောက်ချင်းမခင်ညိုကကိုနှင်းမောင်ရဲ့တစိတ်ကလေးမြန်မြန်ရအောင်စူးစမ်းပေးပါရှင်ကျွန်မကျေးဇူးတည်တတ်ပါတယ်ထို့သူပြောရာဆာပလင်းနှင်းမောင်က၎င်း၏ကိုင်းကြီးအတွင်းမှဓာတ်ပုံတစ်ပုံကိုထုတ်၍မခင်ညိုအားပေးလိုက်လေသည်မခင်ညိုသည်ထိုဓာတ်ပုံကိုမြင်လင်းမြင်ချင်းဓာတ်ပုံ၏နောက်ကျောကိုလှန်၍ကြည့်လိုက်လေသည်ထို့နောက်ကျောမှစာကိုဖတ်လိုက်ပြီးဆာပလင်းနှင်းမောင်အားကျေးဇူးတင်လိုက်တာကိုနှင်းမောင်ရဲ့ထို့သောဆိုကစပွဲပေါ်တွင်တင်ထားသောကျွန်ုပ်၏မိချစ်ကိုကောက်ယူပြီးထောက်ခနဲမိချစ်ကိုချစ်ကထိုဓာတ်ပုံအားအပီးပိုင်းမိရှို့ပစ်လိုက်လေတော့သည်ထို့နောက်၎င်း၏လက်ကင်အတွင်းမှချက်စာအုပ်ကိုထုတ်၍ချက်လက်မှတ်ပေါ်တွင်ငွေ16000ကျပ်ကိုရေး၍လက်မှတ်ရေးထိုးကဆာပလင်းနှင်းမောင်နှင့်ကျွန်ုပ်၏လက်သို့ထည့်ပြီးလင်၎င်းကမူကြမ်းပြင်ပေါ်သို့ကျုံရွရွဆင်းကထိုင်၍ဥချကြော့လေတော့သည်မခင်ညိုသည်ပေါ်ပါမြူးထီစွာပြန်သွားလေတော့သည်မခင်ညိုပြန်သွားသောအခါဆာပလင်းနှင်းမောင်ကအိုင်စေမနေ့ကအကူညီတောင်းတဲ့ကိစ္စဒီနေ့ပဲအဖြေထွက်အောင်လုပ်ပေးနိုင်တော့ချီးကျူးစရာပဲဗျာကျွန်ုပ်ကထိုးထိုးပြောလိုက်လေသည်အမှန်ကအဲ့ဒီဓာတ်ပုံကမနေ့ကလေးကကျုပ်လက်ကိုရောက်နေပြီ IB ပြန်သွားပြီးတနာရီအတွင်းမှာရောက်နေတာပဲထို့သောဆာပလင်းနှင်းမောင်ကပြောလိုက်လေသည်မြန်လိုက်လားဗျဘလို့ရတာလဲဒီလို IB မင်းညကမခင်ညိုကိုမြင်လိုက်ကြတဲ့ကကျုပ်ဖြင့်အတော့ကိုတနာသွားတယ်ဗျအဲအကြောင်းမခင်ညိုအမြန်ဆုံးစိတ်ချမ်းသာအောင်လုပ်ပေးဖို့ကျုပ်ဆုံးဖြတ်လိုက်တယ်အဲ့လိုဆုံးဖြတ်ပြီးရနဲ့ရက်ကွစီကိုကျုပ်မလိုက်တော့မခင်ညိုနဲ့ရီးစားဖြစ်မှုတယ်ဆိုတဲ့မောင်လူကလေးကိုစုံစမ်းမှုကလည်းဗာများခက်လို့လဲဗျာမခင်ညိုတို့အိုင်ရန်တက်ခဲ့တဲ့နေ့တုန်းကကျောင်းသူကျောင်းသားတွေကိုစုံစမ်းလိုက်တော့ရာဇဝတ်ဝန်မစ္စတာဖော့စတာရဲ့သမီးဂျန်နီကိုမေးကြည့်လိုက်တယ်အဲ့တော့မောင်လူလေးအကြောင်းကိုကောင်းကောင်းသိတာပေါ့ဗျဒီကောင်ကလည်းအိုင်ထက်တန်းအောင်ပြီးမှနက်ကတော့လုံနေတယ်ဆိုပဲအဲ့တော့ကျုပ်ဒီကောင်နဲ့သွားပြီးတွေ့တယ်ထူးဆန်းတာကမခင်ညိုရဲ့သမီးစားဖြစ်စဉ်ကအဲ့ဒီကောင်ကယောက်ျားစိတ်ဗျအခုတော့ तू ကမိန်းမစိတ်ပေါက်နေပြီအဲ့ဒါကျုပ်သူနဲ့သွားတွေ့ပြီးတော့မင်းစီမှာအဲ့ဒီဓာတ်ပုံရှိအောင်မယ်လို့ပြောတော့မောင်လူလေးကဝန်ခံတယ်အဲ့နဲ့ကျုပ်ကသူ့ကိုဓာတ်ပုံနောက်မှာစာရေးခိုင်းတယ်ပြီးတော့မောင်လူလေးကိုမခင်ညိုမနှောက်ရှက်ဖို့
နောက်ဆက်ရင်မက်ခင်ညိုဘက်မှာစားပလင်းနှင်းမောင်ရှိနေတဲ့ဘာညာနဲ့6လံပြီးယူခဲ့ရတာပဲမက်ခင်ညိုပေးလိုက်တဲ့ဓာတ်ပုံကကိုရာကုရဲ့ဓာတ်ပုံမဟုတ်ဘူးမောင်လူလေးစီကဘုံဗျမက်ခင်ညိုမြန်မြန်စိတ်ချမ်းသာအောင်ပေးလိုက်တာထို့သောစားပလင်းနှင်းမောင်ကပြောလိုက်လေသည်ထိုအခါကျွန်ုပ်ကရာကုစီကဓာတ်ပုံကိုဘယ်နဲ့လုပ်ပြီးရအောင်လုပ်မှာတော့ထို့သောမေးလိုက်ရာစားပလင်းနှင်းမောင်ကကျုပ်ရာကုကိုကျုံနဲ့လာတွေ့ဖို့ခေါ်ထားတယ်ဟောပြောရင်းဆိုရင်ဟိုမှာလာတာရာကုပဲပြောထို့သောပြောလိုက်သဖြင့်ကျွန်ုပ်လဲကြည့်လိုက်ရာဥရောပဝတ်ဆောင်ကိုအကြအနဝတ်ထားသောဂင်တိုတိုကလားတယောက်ကိုတွေ့ရလေသည်ထို့သူသည်စားပလင်းနှင်းမောင်အားကောင်းသောမနက်ခင်းမှာဟုနှုတ်ဆက်ကမက်ခင်ညိုထိုင်သွားသောခုံတွင်ထိုင်လိုက်လေသည်ထိုအခါစားပလင်းနှင်းမောင်ကရာကု၏မျက်စိနှလုံးကြားနှာခေါင်းရင်းသို့စိုက်ကြည့်လိုက်ပြီးဒီမှာရာကုမကုလန်းကဘာဘူးလားစိန်တိုင်းမှာမနေ့ကမင်းစိန်ဝယ်သွားတယ်အဲ့ဒီတော့ကစိန်ဘိုးအတွက်ခြေသွားတဲ့ငွေဆက်ကူတွေထဲမှာငွေဆက်ကူအတုတွေရောပြီးပါနေတယ်အဲ့ဒီငွေဆက်ကူအတုကိုင်းကိုငါတို့စုံစမ်းနေရကြပြီအဲ့တော့မင်းထောင်ထဲမှာ9နှစ်သွားနေပြီးအလုပ်လုပ်ချမ်းလုပ်မလားမင်းကုန်းအင်ကြီးအိတ်ကက်ထဲမှာပါလာတဲ့မက်ခင်ညိုနဲ့မောင်လူလေးရိုက်ထားတဲ့ဓာတ်ပုံငါ့ကိုပေးမလားအဲ့လိုပြောလိုက်ရာရာကုလည်း၎င်း၏ကုန်းအင်ကြီးအိတ်ကက်တွင်မှမက်ခင်ညို၏ဓာတ်ပုံကိုထုတ်ယူပေးလေသည်ထိုအခါစားပလင်းနှင်းမောင်သည်ဓာတ်ပုံကိုမိတိချီရှို့လိုက်ပြီးနောက်မင်းတော့နိုင်ပြီညီမပြည်မှာမင်းတို့လိုတိုင်းတစ်ပါးသားတွေနေခွင့်ရှိတယ်ဒါပေမဲ့ကောင်းကောင်းမွန်မွန်နေထိုင်ဖို့တော့မင်းတို့မှာဝတ္တရားရှိတယ်ငါဒါပဲပြောချင်တယ်သွားတော့ထို့သောပြောလိုက်ရာရာကုသည်ဖင်ကိုတန်ကြုံနဲ့ထိုးလိုက်သည့်အလားဆက်ကနေထား၍တုတ်ချေတင်သွားလေတော့သည်ထိုအခါကျွန်ုပ်ကဒီမှာကိုနေမောင်တကယ်ပဲစိန်ဘူးချေတဲ့ငွေတွေထဲမှာငွေဆက်ကူအတုတွေပါနေလို့လားထို့သောမေးလိုက်ရာစားပလင်းနှင်းမောင်ကမပါပါဘူးအိုင်ပြီဒါပေမဲ့တခါကဒီကောင်ငွေဆက်ကူခိုင်းတစ်ခုနဲ့တွဲပြီးအလုပ်လုပ်ဘူးတယ်ဗျအဲ့တုန်းကကြံတဲ့လူတွေအားလုံးထောင်ကျသွားတယ်ဒီကောင်တယောက်ပဲလွတ်ကြံခဲ့တာဘာပဲဖြစ်ဖြစ်ပါရာကုတ်ကလူသားတယောက်ပဲကျုပ်လူနဲ့ပြဿနာဖြစ်ရင်သူ့အတွက်နစ်နာမှုရှိတယ်ဆိုတာသဘောပေါက်ပြီးသားပဲထို့သူပြောလိုက်လေသည်နေစမ်းမအောင်ကိုနေမောင်ရဲ့ရာကုတ်ကအခုလိုဓာတ်ပုံကိုအေးအေးဆေးဆေးထုတ်ပေးသွားလို့မပေးဘူးဆိုဘယ်လိုလုပ်မလဲထို့သူမေးလိုက်ရာစားပလင်းနှင်းမောင်ကဇဘောရောက်တွင်အသင်ချထားသော6လုံးပြူးကိုထုတ်ရပြလေသည်ဒါနဲ့ချိန်ပြီးနှိုက်ယူရမှာပဲစားပလင်းနှင်းမောင်ကထို့သူပြောလိုက်လေသည်ဒါကတော့ကိုလူခမည်းညစ်တာပဲထို့သူပြောလိုက်ရာစားပလင်းနှင်းမောင်ကသဘောကျ၍ခွတ်တိုးခွက်လန်းရည်လေတော့သည်ထို့သူရည်ပြီးနောက်ညစ်တဲ့သူကိုညစ်တဲ့နည်းနဲ့ပဲအနိုင်ယူရမယ်အိုင်ပြီဒီလိုလူညစ်တွေအတွက်ကျုပ်ရဲ့အုံနောက်ကိုအသုံးမပြုနိုင်ကဲပါအိုင်ပြီသွားကြရအောင်စားပလင်းနှင်းမောင်ကထို့သူပြောလိုက်လေသည်ဘဲကိုလေကျွန်တော်ကမေးလိုက်ရာစားပလင်းနှင်းမောင်ကမိုးမခသူမိမချောလေးပေးသွားတဲ့ငွေ16000ကိုအမျိုးသမီးစောင့်ရှောက်ရေးအသင်းကိုသွားလူရအောင်လေထို့သူပြန်ပြောလိုက်လေသည်ခမရအကုန်လုံးလူပြစ်လိုက်မှာလားခမရအတွက်နည်းနည်းပါးပါးမချန်ထားတော့ဘူးလားကျွန်တော်ကထို့သူမေးလိုက်ရာစားပလင်းနှင်းမောင်ကငွေပုံငွေရှန်ရှိတိုင်းကောင်းတာမဟုတ်ဘူးအိုင်ပြီတခါတလေငွေကလူကိုဒုက္ခပေးတတ်သေးတယ်ဗျကျုပ်ဖြင့်လစဉ်သုံးဖို့ဆွဲဖို့လေးရရင်ရောင်ရဲနိုင်ပါတယ်ဗျာထို့သူပြောလိုက်လေသည်ထို့နောက်တွင်ကမိုးမခသူမိမချောလေး၏အလူငွေများကိုလှူဒန်းပေးရန်အတွက်နှစ်ယောက်သားမော်တော်ကားဖြင့်ထွက်ခဲ့ကြလေတော့သည်တပိတ္တာကမ္မတကမင်းသိန်ခ